ကိုအပေါ်ဖောက်ပြန်ထားတဲ့လူတယောက်ကိုပြန်ပြီးတော့လက်ခံဖို့စဉ်းစားနေတယ်ဆိုရင်ဒီအချက်ကလေးတွေကိုထည့်ပြီးစဉ်းစားနော်အဲ့ဒီလူကကိုမဟုတ်တဲ့တခြားလူတယောက်ကိုနမ်းရှုပ်ထားခဲ့တဲ့သူနော်နောက်တစ်ချက်ကိုမဟုတ်တဲ့ကိုရင်ခွင်မဟုတ်တဲ့တခြားသူရဲ့ရင်ခွင်မှာတကတင်နဲ့နေထားခဲ့တဲ့သူနော်ကိုလိန်လေလက်ဖြားပြီးတော့တခြားလူနဲ့ပျော်ရွှင်နေခဲ့တဲ့သူเนาะအဲ့လိုလူကိုကပြန်ပြီးတော့လက်ခံဖို့စဉ်းစားတယ်အချစ်တစ်ခုတည်းကိုကြည့်ပြီးမစွန့်လွတ်နိုင်တာတစ်ခုတည်းကိုကြည့်ပြီးတော့ပြန်ပြီးတော့လက်ခံဖို့စဉ်းစားထားတယ်ဆိုရင်တော့နောက်တစ်ချိန်သူထပ်ပြီးဖောက်ပြန်ခဲ့ရင်ဒါကို့မှာသူ့မှာမဟုတ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့လိုရာဇဝင်နဲ့အဲ့လိုမှတ်တမ်းနဲ့ရှိထားတဲ့လူကိုကတနာပြီးတော့လမ်းမခွဲနိုင်ဘူးအရန်ချစ်လွန်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ပြန်ပြီးတော့လက်ခံထားတာကိုလေအဲ့ဒါကိုမှာပဲကိုမဟုတ်တဲ့လူတယောက်နဲ့ဒီလောက်ထိကိစ္စရက်တွေဖြစ်ပြီးတော့အရန်ချစ်ပြီးမျက်စိစုံမိတ်အရာအားလုံးခွင့်လွတ်ပြီးတွဲပြီးပြန်ပြီးတော့လက်ခံလိုက်တယ်โอเคရတယ်နောက်တစ်ချိန်မဖောက်ပြန်ရင်တော့ပြဿနာမရှိဘူးပေါ့ခွင့်လွတ်ပြီးရကြိုးနှက်တယ်လို့တော့ပြောလို့ရပါတယ်ဒါပေမဲ့နောက်တစ်ချိန်ဖောက်ပြန်ခဲ့ရင်ကို့မှာပဲခွင့်မလွတ်နဲ့လို့မပြောခွင့်လွတ်ဒါပေမဲ့အုံနောက်လေးသုံးအဓိကကိုရွေးချယ်ထားတဲ့လူရဲ့ဗီဇာကဘယ်လိုလဲဆိုတော့ကိုအသိဆုံးပဲကျန်တဲ့လူဘူးမှမသိဘူးကိုပဲသိရနော်အဲ့ဒါကိုမျက်စိစုံမိတ်ပြီးတော့ तू ပြောင်းလဲလာမှာပါ तू ဒီလိုထပ်မလုံလောက်တော့ပါဘူးဆိုတဲ့အကောင်းမြင်တဲ့နေရာလေးတွေနည်းနည်းလျှော့အကောင်းမြင်စိတ်ကလေးတွေနည်းနည်းလေးလျှော့ပြီးလက်တွေ့ကြစဉ်းစားပြီးမဟုတ်ရင်တစ်နေ့လုံး relationship ထားတယ်ဆိုတာကြည်နူးချင်လို့ချစ်ချင်လို့ထားတာနော်ကြေကွဲချင်လို့ဝမ်းနည်းချင်လို့ပူဆွေးချင်လို့ထားတာမဟုတ်ဘူးဟုတ်တယ်မလားဆိုတော့ကိုတယောက်တည်းသစ္စာရှိနေပြီ तू ကနေချင်တိုင်းနေမယ်ဖြစ်ချင်တဲ့လူနဲ့ဖြစ်နေမယ်ဆိုရင်ကိုကအမိုက်ပုံးမဟုတ်တာဒါကြောင့်မလို့ပေါ့နော်တေချာလေးကိုစဉ်းစားစေချင်တယ်နော်အချစ်တစ်ခုတည်းကိုကြည့်ပြီးတော့အရာအားလုံးကိုဆုံးဖြတ်ချက်မချစေချင်ဘူးတကယ်လက်တွေ့လဲစဉ်းစားကြည့်ပါဆိုတော့ဒီအရာလေးကိုအေးအနေနဲ့ share လေးလုပ်ပေးချင်ပါတယ်